အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေတုတကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာတရုတ်စစ်တပ်ဟာအမေရိကန်ရဲ့နောက်ဆုံးပေါ်ခင်မီစမ်းရည်ရှိတဲ့စက်ထမမျိုးဆက်ဗျူဟာမြောက်ဘုံကျဲလေရင် B-21 Raider တွေရဲ့အပြင်းထန်ချင်းချောက်မှုကိုထိတ်လန့်တကြားရင်ဆိုင်နေရပါတယ်စီးရေးထိတ်တဲ့ရင်ဆိုင်တိုက်ပွဲတွေကြောင့်လက်တွေ့ဆန်တဲ့တရုတ်ဖော်မှုတွေနဲ့အထူးပြုတင်ဆက်လေရှိတဲ့မီစင်ကေ channel ကအမေရိကန်နဲ့တရုတ်ကြားစစ်ပွဲဖြစ်ပွားလာခဲ့ရင်ဖြစ်လာနိုင်ခြေရှိမဲ့စစ်ပွဲတရုတ်တရံကို CGN တရုတ်ဖော်မှုနဲ့တင်ဆက်ထားပါတယ်အဲ့ဒီဗီဒီယိုထဲမှာအထူးသဖြင့်ထိုင်ဝမ်နဲ့တောင်တရုတ်ပင်လယ်လိုမျိုးဒေသတွေမှာကမ္ဘာအာဏာချိန်ခွင်ရှာကိုပြောင်းလဲဖို့အတွက်မဟာဗျူဟာမြောက်ဘုံကျဲလေရင်ဖြစ်တဲ့ B-21 ရဲ့မယုံနိုင်လောက်အောင်ကြီးမားတဲ့စွမ်းအားနဲ့ထိန်းချောင်းမောင်းနှင်နိုင်မှုကိုပြသထားပါတယ်။ B-21 နဲ့ပတ်သက်ပြီးတရုတ်နိုင်ငံရဲ့စိုးရိမ်ပူပန်မှုဟာမလိုအပ်ဘဲပုံကြီးချဲ့နေတာမျိုးမဟုတ်ပါဘူး။ဒီလေရင်မှာတည်သွင်းထားတဲ့အစစ်မြစ်အင်္ဂါရက်တွေကြောင့်ဒီလေရင်ဟာရန်သူအတွက်ကြောက်မဲ့ဖွယ်ရာချင်းချောက်မှုဖြစ်လာစေပါတယ်။အထက်မှာဖော်ပြခဲ့တဲ့စစ်ပွဲကြောင်းစိတ်ကူးရင်တရုတ်ဖော်ထားတဲ့ဗီဒီယိုထဲမှာထိုင်ဝမ်ရေလက်ကြားမှာတရုတ်စစ်တပ်ကစတင်ရန်စတဲ့အကြောင်းနဲ့စဖွင့်ထားပါတယ်။တရုတ်ရဲ့ရန်စမှုကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်ကအခြေအနေကိုစောင့်ကြည့်ဖို့အတွက်လေရင်တင်မောအုပ်စုကိုဆေလွတ်လိုက်ပါတယ်။တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကအမေရိကန်ရေတပ်စီကို DF-21 ဒုံးကျည်တွေနဲ့ပစ်လွတ်လိုက်ပြီးအခြေအနေတွေပိုတင်းမာလာအောင်ပြုလုပ်လိုက်ပါတယ်။ကံကောင်းထောက်မစွာနဲ့အမေရိကန်ရေရင်တွေဟာပျက်စီးမဲ့ဘေးကနေခက်ခက်လွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့တင်းမာမှုရှိန်ဆက်လက်အားကောင်းနေတာကြောင့်အမေရိကန်ကတရုတ်ကိုတံပြန်တိုက်ခိုက်မဲ့အခြေအနေတွေဖြစ်ပေါ်လာစေပါတယ်။နောက်ထပ်၄နာရီကြာမှာတော့အမေရိကန်အထမမြောက်လေတပ်ရဲ့ B-21 Raider ဘုံကျဲလေရင်တပ်စုဟာတရုတ်နိုင်ငံဖူဂျီယန်ကမ်းရိုးတန်းကိုရောက်ရှိလာပါတယ်။ B-21 Raider ဟာ B-2 Spirit ကိုအခြေခံတီထွင်ထားတာဖြစ်ပြီးရိုးရိုးဒုံးကျည်တွေနဲ့နျူကလ িয়ার ဒုံးကျည်တွေကိုတည်ဆောင်နိုင်ပြီးတာဝေးပစ်ဗျူဟာမြောက်ဘုံကျဲဖို့အတွက်ဒီဇိုင်းထုတ်ထားပါတယ်။ ရေဒါစုပ်ယူနိုင်တဲ့ပစ္စည်းတွေနဲ့ electronic ထုတ်လုပ်မှုထိန်းချုပ်မှုစနစ်တွေအပါအဝင်၎င်းရဲ့ကိုပြောက်အင်္ဂါရက်တွေကထောက်လှမ်းမှုကိုရှောင်လွှဲနိုင်ပြီးတရုတ်ရဲ့ကာကွယ်စနစ်တွေကိုထိထိရောက်ရောက်ထိုးပေါက်ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ Jackson ER Cruise ဒုံးကျည်နဲ့ GBU-57 ဘန်ကာတွေလိုအဆင့်မြင့်လက်နက်တွေပါရှိတဲ့ B-21 ဟာရန်သူနယ်မြေအတွင်းရှိထိခိုက်လွယ်တဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားပါတယ်။နှစ်ပေါင်းများစွာတီထွင်စမ်းသပ်မှုတွေပြုလုပ်ပြီးနောက်မှာတော့ B-21 ဟာယခုအခါလက်တွေ့ကမ္ဘာမှာအသုံးပြုဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံလိုမျိုးရန်သူတွေဟာ၎င်းရဲ့အဆင့်မြင့်စွမ်းရည်တွေကိုခုခံကာကွယ်ဖို့အခက်တွေ့နေပါတယ်။တရုတ်နိုင်ငံကို B-21 Raider ကတိုက်ခိုက်ချေမှုန်းရမှာပထမဆုံးပြစ်မှတ်တွေကတော့တရုတ်လီကြောင်းရန်ကာကွယ်စနစ်ရဲ့ပင်မကြောရိုးဖြစ်တဲ့အရေးကြီးစစ်ရေးရေဒါစခန်းတွေဖြစ်ပါတယ်။ကောက်တီးတစ်လုံးစာရေဒါအမှတ်အသားတေးသေးလေးပဲပါတဲ့ B-21 ကိုခြေရာခံခြင်းဟာတရုတ်စစ်တပ်အတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေပြီဖြစ်ပါတယ်။ရေဒါစနစ်တွေကိုမိကုံးငွေပုံစံပြောင်းလိုက်တာနဲ့တပြိုင်နက်တရုတ်ရဲ့လီကြောင်းရန်ကာကွယ်စနစ်တွေကဖျို့ဖျဲဖြစ်ကြံရစ်ခဲ့ပါတယ်။နောက်တစ်ကြိမ်တိုက်ခိုက်မှုကတော့ရေဒါလမ်းညွှန်မှုဆုံးရှုံးခြင်းကြောင့်အပြင်းထန်ထိခိုက်ခံထားရတဲ့တရုတ်ရဲ့ဝေဟင်ပစ်ဒုံးလောင်ချတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပါတယ်။ B-21 ဘုံကျဲလေယာဉ်တွေဟာတည်ယူရွေရှားနိုင်တဲ့ TEL ဒုံးကျည်စနစ်တွေကိုဖျက်ဆီးနေချိန်မှာကျေးလက်ဒေသတစ်လျှောက်ပောက်ကွဲသံအကျယ်ကြီးတွေထွက်ပေါ်လာပါတယ်။ဒါပေမဲ့လေကြောင်းရန်ကာကွယ်စနစ်အားလုံးကိုမဖျက်ဆီးနိုင်ခင်မှာ B-21 တိုက်လေယာဉ်တွေစီကိုဒုံးကျည်အများပြားပစ်လို့ခံခဲ့ရပါတယ်။အဲ့ဒီလိုဒုံးကျည်အများပြားပစ်လို့ခံခဲ့ရတာတောင်မှပဲအစစ်မြစ်ဘုံကျဲလေယာဉ်တွေဟာဝင်လာတဲ့ဒုံးပြန်တွေကိုထောက်လန်းချိန်မုံဖျက်ဆီးကကြံလောင်ချတွေကိုလည်းအလွယ်တကူချိန်မုံပစ်ခဲ့ပါတယ်။တရုတ်ကလေကြောင်းရန်ကာကွယ်ရေးပြိုကွဲသွားပေမဲ့လက်နက်ချဖို့အဆင်သင့်မဖြစ်သေးပါဘူး။ဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်ဖို့ subscribe မလုပ်ရသေးရင် channel လေးကိုလည်း like and subscribe လုပ်ထားပေးပါအောင်ခင်ဗျာ။ဘုံကျဲလေယာဉ်တွေကိုဇီကျန်းပြည်နယ်တဲကနေကြားဖြတ်ဟန်တားဖို့အတွက် J-10 တိုက်လေယာဉ်တွေကအသေးအတန်ကြိုးပမ်းပေမဲ့လည်း B-21 တိုက်လေယာဉ်တွေဟာအတားအဆီးမရှိဘဲ၎င်းတို့ရဲ့လမ်းကြောင်းကိုအန်ဟိုင်းပြည်နယ်စီဆက်လက်ချီတက်နိုင်ခဲ့ပါတယ်။အကွာအဝေးကီလိုမီတာ14,000ကျော်ထိမောင်းနှင်နိုင်တဲ့ B-21 ဟာတရုတ်နိုင်ငံအတွင်းနက်နက်ရှိုင်းရှိုင်းထိဝင်ရောက်တိုက်ခိုက်နိုင်ပါတယ်။နိုင်ငံထဲရှိကြီးဆုံးလေတပ်စခန်းတွေကတစ်ခုဖြစ်တဲ့အန်ဟိုင်းလေတပ်စခန်းကနောက်ထပ်ပြစ်မှတ်ဖြစ်လာပါတယ်။ B-21 လေယာဉ်တွေဟာပေါင်2000အလေးချိန်ရှိတဲ့ GBU-31 ဘုံတွေကျဲချပြီးလေတပ်အခြေစိုက်စခန်းကိုမီးလောင်အောင်လုပ်ခဲ့ပါတယ်။တရုတ်နိုင်ငံတဝမ်းအနှံ့ထိတ်လန့်နေချိန်မှာလေကြောင်းတိုက်ခိုက်မှုအချက်ပေးအုပ်ဝေါတန်တွေစူညံနေပါတယ်။ဘုံကျဲလေယာဉ်တွေဟာပေကျင်းမြို့ထိရောက်လာခဲ့ပြီးယခုအခါမှာတော့တိကျတဲ့ပဲထိန်းဘုံတွေသုံးပြီးမြို့ရင်းမှာဘုံပေါက်ကွဲမှုတွေအကြီးအကျယ်ဖြစ်ပေါ်စေခဲ့ပါတယ်။တရုတ်ဘက်ကတုံ့ပြန်တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့ပေမဲ့၎င်းတို့ရဲ့လေကြောင်းရန်ကာကွယ်ရေးက B-21 ကိုမရှင်နိုင်ပါဘူး။အရှိတရုတ်ပင်လယ်မှာတက်ဆွဲထားတဲ့ J-11 တိုက်လေယာဉ်တွေကိုတောင်အလွယ်တကူတံပြန်တိုက်ခိုက်နိုင်ပါတယ်။ B-21 ဟာ AIM-120 Armorem ဒုံးကျည်တွေကို March 4နှုန်းနဲ့ကောင်းကင်ပေါ်ပစ်လွတ်ခဲ့ပြီးတရုတ်ရဲ့ J-11 တိုက်လေယာဉ်တွေကိုတံပြန်တိုက်ခိုက်ဖို့အခွင့်အရေးမပေးဘဲချိန်မုံပစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အမေရိကန်ဘုံကျဲလေယာဉ်တွေဟာသူတို့ဖျက်ဆီးနိုင်ခဲ့တဲ့
တရုတ်ကာကွယ်ရေးစနစ်တွေရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုစစ်တမ်းကောက်ယူပြီးပြန်ဆုတ်လာကြပါတယ်။ AIM-120 ဒုံးကျည်တွေဟာ၎င်းတို့ရဲ့ပြစ်မှတ်တွေကိုအလင်းအမြန်လိုက်လံရှာဖွေခဲ့ပြီးစက္ကန့်ပိုင်းတွင်တရုတ် J-11 ဂျက်လေယာဉ်၄စင်းက3စင်းဟာပောက်ကွဲမီးလောင်သွားခဲ့တဲ့အမှတ်အသားကိုတွေ့ရှိခဲ့ရပါတယ်။တစည်းတည်းကျန်နေခဲ့တဲ့ J-11 လေယာဉ်မှူးဟာမျှော်လင့်ချက်ကင်းမဲ့တဲ့အခြေအနေကိုသဘောပေါက်သွားတာကြောင့်လေယာဉ်ကိုနောက်ကျောင်းပြန်လဲပြီးအသက်လူထွက်ပြေးခဲ့ပါတယ်။အလွန်အောင်မြင်တဲ့စီးနှင်းမှုအပြီးမှာ B-21 ဘုံကျဲလေယာဉ်တွေဟာ၎င်းတို့ရဲ့မစ်ရှင်ပြီးဆုံးသွားတာကြောင့်အခြေစိုက်စခန်းကိုပြန်သွားကြပါတယ်။တရုတ်ပြဗီဒီယိုထဲမှာဒီပုံစံနဲ့ဇက်သိမ်းထားပါတယ်။ဒီလိုတိုက်ပွဲဟာတရုတ်ရဲ့စစ်ရေးစက်မှုလုပ်ငန်းနဲ့စီမံခန့်ခွဲရေးဆိုင်ရာအခြေခံအဆောက်အအုံတွေပျက်စီးုံသာမကကမ္ဘာအင်အားကြီးနိုင်ငံဖြစ်ဖို့ရေးအမေရိကန်ကိုရှင်ပြိုင်မဲ့ရည်မှန်းချက်တွေကိုပြပြစေတာကြောင့်တရုတ်နိုင်ငံအတွက်ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ဒီစစ်ပွဲကအမေရိကန်ရဲ့အဆင့်မြင့်နည်းပညာနဲ့စွမ်းဆောင်ရည်တွေကိုပြသမှာဖြစ်ပြီး၎င်းရဲ့တာလွန်မှုကိုမီးမောင်းထိုးပြမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲခုခံနိုင်စွမ်းမရှိတဲ့တရုတ်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်။တိုင်းတစ်ပါးနိုင်ငံတွေရဲ့တိုက်ခိုက်မှုတွေကိုတရုတ်နိုင်ငံကခံနိုင်မရှိဘူးဆိုတဲ့အမြင်ကိုဖြစ်ပေါ်စေပါတယ်။အဓိကအားဖြင့်ဒီစီးနှင်းတိုက်ခိုက်မှုကကမ္ဘာအမြင်ကိုပြောင်းလဲစေပြီးတရုတ်ရဲ့အင်အားနဲ့ကြီးစိုးမှုပုံရိပ်ကိုပျက်စီးစေမှာဖြစ်ပါတယ်။တကယ်လို့သာအမေရိကန်ရဲ့ဘုံကျဲလေယာဉ်တွေဟာတရုတ်ပိုင်တဲ့အတွင်းထိနက်နက်ရှိုင်းရှိုင်းထိုးပေါက်ဝင်ရောက်နိုင်ခဲ့ရင်အမေရိကန်ဘုံကျဲလေယာဉ်တွေတရုတ်ပိုင်တဲ့အတွင်းကိုစိတ်ဝင်နိုင်လို့မရအောင်တပ်ဆင်ထားတဲ့ A2AD ကာဝေးစနစ်ရဲ့စွမ်းရည်ရေတပ်စွမ်းရည်နဲ့အစိမ့်မြင့်ကိုပြောက်တိုက်လေယာဉ်တွေရဲ့စွမ်းရည်တွေကစိတ်မချရဖြစ်လာပါတယ်။ဒီချက်ကအထူးသဖြင့်အရှိအာရှနဲ့တောင်တရုတ်ပင်လယ်မှာအမေရိကန်ရဲ့လွှမ်းမိုးမှုကိုစိန်ခေါ်မဲ့တရုတ်အတွက်ပြင်းထန်တဲ့နှောက်ယှက်ဖြစ်စေပါတယ်။ဒါပေမဲ့တရုတ်ပြဗီဒီယိုထဲမှာတင်ဆက်ထားတဲ့မြင်ကွင်းကစိတ်ကူးယဉ်မှုတတ်ပဲဖြစ်ပါတယ်။လက်တွေ့မှာတော့ B-21 Raider ကိုကယ်လီဖိုးနီးယားရှိ Everett လေတပ်ခြေစိုက်စခန်းမှာစမ်းသပ်နေဆဲဖြစ်ပြီးပထမတုပ်ကိုတောင်မှပဲ2029ခုနှစ်အထိထုတ်လုပ်နိုင်မဲ့ပုံမပေါ်သေးပါဘူး။အမေရိကန်လေးလာသုံးသက်သူတွေနဲ့တရုတ်လေးလာသုံးသက်သူတွေကတရုတ်နိုင်ငံရဲ့ကာကွယ်ရေးအတွက်ကြီးမားတဲ့ချိန်ချောက်မှုတစ်ခုဖြစ်လာနိုင်ဖို့ဆိုရင် B-21 အစီးရေ100ဝန်းကျင်လောက်လိုအပ်တယ်လို့တူညီစွာကောက်ချက်ချခဲ့ကြပါတယ်။အမေရိကန်ဟာ B-21 တိုက်လေယာဉ်အနည်းဆုံးအစီး150ကိုတိစောက်ဖို့စီစဉ်နေပါတယ်။ဒါပေမဲ့ကာလရှည်ကြာနေပြီဖြစ်တဲ့ဒေတာရင်းပြည်ပခါမှာတရုတ်ရဲ့ဖြုံလောက်စရာမြေပြင်အခြေစိုက်ဒုံးကျည်စနစ်တွေအစိမ့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ထောက်ပံ့ပို့ဆောင်ရေးအားသာချက်တွေကအမေရိကန်တပ်ဖွဲ့တွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်နေကြောင်းကျွမ်းကျင်သူတွေကအသိအမှတ်ပြုကြပါတယ်။တရုတ်ရဲ့အစိမ့်မြင့် A2AD ကာကွယ်ရေးစနစ်ကိုတံပြန်မှုအတွက်အမေရိကန်ရဲ့အလုံးစုံလွှမ်းခြုံရေးမဟာဗျူဟာမှာ B-21 လေယာဉ်ကအဓိကခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဒီနောက်ဆုံးပေါ်ဘုံကျဲလေယာဉ်ဟာတရုတ်နိုင်ငံရဲ့ကုကဲမှုစင်တာတွေနဲ့ရေဒါတပ်ဆင်မှုတွေပါဝင်အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေကိုအသုံးပြုလို့မရအောင်ဖျက်ဆီးပစ်ဖို့အတွက်ဒီဇိုင်းထုတ်ထားပါတယ်။ B-21 ရဲ့အထင်ကြီးလောက်စရာပြန်တမ်းမှုအကွာအဝေးကိုပြောက်စွမ်းရည်နဲ့နျူကလ িয়ার စွမ်းရည်တွေကြောင့်အမေရိကန်ဟာတရုတ်နိုင်ငံပါဝင်ဖိနိုင်ခြေရှိတဲ့ဘယ်စစ်ပွဲမှာမဆိုအင်ဒိုပစိဖိတ်ဒေသအတွင်းအကြက်တဲတွေကိုလျင်မြန်စွာတုံ့ပြန်နိုင်မဲ့နေ့တစ်နေ့ရောက်လာမယ်လို့မျှော်မှန်းထားပါတယ်။ဒီလိုတိုက်ခိုက်မှုတွေဆောင်ရွက်ဖို့အတွက် B-21 ဟာတရုတ်ကာကွယ်စနစ်ရဲ့အဓိကအပိုင်း၄ခုကိုကျော်လွှားဖို့လိုအပ်မှာပါ။ပထမချက်ကတော့အကွာအဝေးပဲဖြစ်ပါတယ်။ B-21 ဟာကီလိုမီတာ14000အကွာအဝေးထိအလွယ်တကူစီမံခန့်ခွဲနိုင်ပါတယ်။အမေရိကန်ပြည်မကြီးကနေလွတ်တင်လိုက်ရင်တော့နိုင်ပိုင်းတွင်းမှာတရုတ်လေပိုင်နက်ကိုရောက်ရှိနိုင်ပါတယ်။ဒီထဲမှာပြန်တန်းနေတော့မှပဲစီဖြည့်တာမျိုးဂူအန်သို့မဟုတ်ဖိလစ်ပိုင်ရှိအခြေစိုက်စခန်းတွေကနေလွတ်တင်တာမျိုးကဒီလုပ်ငန်းစဉ်ကိုအရှိန်မြင့်လိုက်ရုံသာဖြစ်ပါတယ်။ဒုတိယစိန်ခေါ်မှုကတော့တရုတ်နိုင်ငံရဲ့အစစ်မြင့်ရေဒါစနစ်တွေအထူးသဖြင့်ကိုပြောက်စွမ်းရည်ကိုတိုက်ဖြတ်တဲ့ YNC-AE ရေဒါတွေဖြစ်ပါတယ်။ဒီစနစ်ကကီလိုမီတာ900အကွာဝေးရှိလေယာဉ်တွေကို 3D စနစ်နဲ့ထောက်လှမ်းတာကိုပံ့ပိုးပေးပြီးပြင်းထန်တဲ့တားဆီးတွေကိုတားဆီးနိုင်စွမ်းရှိပါတယ်။ B-21 မှာရေဒါအမှတ်သားအနည်းချင်းပဲရှိပေမဲ့လေထဲမှာစီဖြည့်ခြင်းက၎င်းကိုထောက်လှမ်းမိသွားစေနိုင်ပါတယ်။ YNC-AE ကိုပြောက်စွမ်းရည်တိုက်ဖြတ်ရေးရေဒါစနစ်က B-21 ရဲ့ကိုပြောက်စွမ်းရည်တွေကိုအပြည့်အဝတံပြန်နိုင်ခြေရှိမရှိစောင့်ကြည့်ရမှာပါ။တတိယအတားဆီးကတော့ရုရှားလို S-400 ဒုံးကျည်ကာကွယ်စနစ်နဲ့တရုတ်ပြည်တွင်းထုတ် HU-9 စနစ်တွေပါဝင်တဲ့ဒုံးကျည်ကာကွယ်ကွန်ရက်ဖြစ်ပါတယ်။အဲ့ဒီမြေပြင်ကနေဝေရင်ပစ်တာဝေးဒုံးကျည်တွေဟာအဝေးကြီးကလေကြောင်းချင်းချောက်မှုတွေကိုပစ်ခတ်နိုင်ပါတယ်။တရုတ်နိုင်ငံရဲ့ရေဒါနဲ့ဆက်သွယ်ရေးကွန်ရက်တွေမပြတ်မစည်းရှိနေခဲ့ရင် B-21 အတွက်ဆိုးရတဲ့အန္တရာယ်ဖြစ်စေနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ B-21 ဟာ J-10, J-11 နဲ့အသစ်ထွက်ရှိထားတဲ့ Chang'e J-50 လိုမျိုးတရုတ်ကိုပြောက်တိုက်လေယာဉ်တွေနဲ့ရင်ဆိုင်ရမှာပါ။တရုတ်လေတပ်ဟာလေပိုင်တဲ့အတွင်း B-21 ရဲ့ခုခံနိုင်စွမ်းကိုစမ်းသပ်ဖို့အတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ကိုတင်ပြထားပါတယ်။ B-21 Raider ဟာတရုတ်ရဲ့တိုးတက်လာတဲ့အဆင့်မြင့်လေယာဉ်တွေအထူးသဖြင့် J-20, Mighty Dragon နဲ့ J-31B ကိုပြောက်တိုက်လေယာဉ်တွေရဲ့အပြင်းထန်ပြိုင်ဆိုင်မှုကိုရင်ဆိုင်နေရပါတယ်။တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ် PLA လေတပ်ဟာ2023ခုနှစ်မှာ J-20 လေယာဉ်အစီးရေ80ကျော်ကိုထပ်မံထည့်သွင်းခဲ့ပြီး2024ခုနှစ်မေလမှာစုစုပေါင်း195စီးအထိတိုးလာပါတယ်
အဲ့ဒီလေယာဉ်တွေကိုလေတပ်မဟာ12ခုမှာဖြန့်ကျက်ထားပါတယ်။ J-31B လေယာဉ်ဟာအမေရိကန် F-35 နဲ့အနီးစပ်ဆုံးပြိုင်ဘက်လို့ယူဆရပါတယ်။ J-31B မှာဝေဟင်ကနေဝေဟင်ပစ်ဒုံးကျည်တွေပဲ့ထိန်းဘုံးတွေနဲ့ဝေဟင်ကနေမြေပြင်ပစ်ဒုံးကျည်တွေလိုအဆင့်မြင့်အင်္ဂါရပ်တွေပါရှိပါတယ်။တရုတ်လေတပ်ဟာနောက်ထပ်ထုတ်လုပ်မဲ့ CN-820 စက်ထမမျိုးဆက်ကိုပြောက်ဘုံကျဲလေယာဉ်တွေနဲ့ပုံမအင်အားကောင်းလာမှာဖြစ်ပါတယ်။လှုပ်ဝက်ဖုံးကွယ်ထားပေမဲ့လည်းဒီလေယာဉ်ကိုအမေရိကန်ထုတ် B-2 Split လေယာဉ်တွေစီကနေအတူယူထုတ်လုပ်ထားတယ်လို့ယူဆရပါတယ်။ 820ဟာပြည်စည်းလူနီးနေပြီလို့တရုတ်အရာရှိတွေကပြောပေမဲ့ကာကွယ်ရေးဌာနရဲ့သတင်းရင်းမြစ်တွေပါဝင်အမေရိကန်စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတွေက၎င်းရဲ့စွမ်းဆောင်ရည်ပေါ်တန်တရားဖြစ်နေကြပါတယ်။အမည်မသိရတဲ့အမေရိကန်ထောက်လှမ်းရေးအရာရှိတူဦးက820ဟာ B-21 Raider လိုမျိုးအမေရိကန်ဘုံကျဲလေယာဉ်တွေရဲ့အဆင့်မြင့်ကိုပြောက်နည်းပညာနဲ့တူညီမှုရှိမရှိမေးခွန်းထုတ်ခဲ့ပါတယ်။တရုတ်က B-21 ဟာမဟာဗျူဟာမြောက်ချင်းချောက်မှုမဟုတ်ဘူးလို့ပယ်ချပေမဲ့ဘေကျင်းဟာဘုံကျဲလေယာဉ်ရဲ့ချင်းချောက်မှုကိုအလေးနက်ထားလှုံ့ဆော်နေကြောင်းထင်ရှားပါတယ်။ရေဒါစနစ်အသစ်တွေဒုံးကျည်တွေနဲ့ကိုပြောက်ဘုံကျဲလေယာဉ်တွေတည်ထင်ဖို့အတွက်တရုတ်ကအရှိန်အဟုန်မြင့်ကြိုးပမ်းနေတာဟာအမှန်တကယ်စိုးရိမ်စရာဖြစ်ပါတယ်။ B-21 လေယာဉ်အစီးရေအနည်းဆုံး100ရှိရင်တရုတ်ကာကွယ်ရေးအတွက်တိတာထင်ရှားတဲ့ချင်းချောက်မှုတစ်ခုဖြစ်လာနိုင်တာကိုအမေရိကန်ရောတရုတ်တို့ကပါနားလည်ထားကြပါတယ်။2030ခုနှစ်တွေအစောပိုင်းမှာအမေရိကန်ဟာ B-21 တွေကိုအစီးရေ150ကနေ200အထိတရားဝင်ထုတ်လုပ်ဖို့စီစဉ်ထားပေမဲ့အချို့ကာကွယ်ရေးကျွမ်းကျင်သူတွေကဒီသတ်မှတ်ချက်ကိုပြည့်မီနိုင်ရင်အတွက်ထုတ်လုပ်မှုနှုန်းကိုတိုးမြှင့်ရမယ်လို့ဆွေးနွေးညှင်းခုန်နေကြပါတယ်။ B-21 ရှေ့ပြေးပုံစံတွေကတစည်းကိုဒေါ်လာတန်း900ဝန်းကျင်ဘတ်ဂျက်ရှိနေပေမဲ့တရုတ်နိုင်ငံကိုထိထိရောက်ရောက်ဟန်တားဖို့အတွက်လုံလောက်တဲ့လေယာဉ်ရေတွက်ကိုထုတ်လုပ်ဖို့ဆိုရင်အမေရိကန်စစ်ရေးအသုံးစရိတ်ရဲ့အခြားနယ်ပယ်တွေမှာတိတိတသားစရိတ်လျှော့ချလိုက်ဖို့လိုတယ်ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။